ကြောင့်ခမီတွေနေလားမုံဝဝလုံးမနေနဲ့အကောင်းဆုံးရှမ်ပူနီယိုပဲနီယိုလိုက်ရှာကြည့်ပါဒီတကောင်လမ်းရှိနိုင်မှာဦးကောင်းဤတဲ့ပေါက်လေးကင်းတောင်းကြည့်လေကြိတ်လိုက်ချင်းရှမ်ပူဆိုရင်တော့နီယိုပဲလူတိုင်းစပ်ပြမနီယို1 2 3 4အတိတ်ပဲသိလားအမလီသိတာပေါ့ဒါဆိုရင်မေးမယ်1ရဲ့အတိတ်ပဲပါလေဂျေလီခေါင်းလျှော်ရှိဘာဆိုင်လို့လဲဟုတ်တယ်လေဂျေလီခေါင်းလျှော်ရှိမှာနံပါတ်1ရှမ်ပူပါတယ်နံပါတ်2 conditioner ပါတယ်နံပါတ်3 anti dandruff ပါတယ်အဲ့ဒါကြောင့်ဂျေလီခေါင်းလျှော်ရှိကနံပါတ်1နှစ်ဂျေလီခေါင်းလျှော်ရှိပဲဘာဆိုင်လို့လဲဂျေလီခေါင်းလျှော်ရှိအနံ့ကမှွေးလို့လူတိုင်းကနှစ်သက်ကြတယ်လေ3ဂျေလီခေါင်းလျှော်ရှိပဲဒေလီကောင်းလျှော်ရည်ကိုလူတိုင်းကသုံးကြတယ်ဒေလီကောင်းလျှော်ရည်နော်မြေရမဲတန်တာမီသူရဲ့အမီလေးလန်ဆန်မှုမွေးပြဲမှုပေးစွမ်းသူပဲဟိုဒေလီတို့ရင်တွေကဒေလီစိတ်ညစ်ဟုတ်ကဲ့ဒီမှာကြည့်ပါလားလို့စပင်းတွေကတွန့်ချင်ရှုပ်ထွေးနေရပဲအားလုံးကောင်းပါစေ။နောက်ပါနဲ့ဒီမှာစိတ်ညစ်နေရတဲ့တဘာဝရာသီဥတုထံကြောင့်6တွေ့ပျက်စီးနေတဲ့စံကေတာတွေအရင်အမြင့်အထိပြုတ်ပင်ပေးတဲ့။ဘာစစ်တော့မှလဲ။ဆေးဖို့ဘူးရှမ်ပူတဘာဝပစ္စည်းများကထုတ်လုပ်ထားတဲ့ကုန်ကြမ်းနဲ့ protein vitamin B5 ကိုထည့်သွင်းဖော်ဆက်ထားလို့ပိုးသားလေးလိုနူးညံ့ပြီးလက်မောင်တန်ဆွမ်းတဲ့စံကေတာရခြင်းBeauty Extra Treatment Shampoo ကိုတော့နေတိုင်းသုံးဖို့လိုလိမ့်မယ်။တကယ်သုံးခင်အမြန်သာဝယ်ကာသုံးကွယ်ရေကြီးဆုံးချက်က Beauty